အားလုံးမင်္ဂလာပါဒီနေ့ကတော့ဘောနော်ကျွန်တော်ဒီ PNG website 9ခုကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်နော်ကျွန်တော်ဒီ PNG website ဆိုတာကျွန်တော်ဒီpage ဘောနော်ကျွန်တော်ဒီပေါ်တွေကျွန်တော်တို့လူချေတဲ့ပေါ်တွေကိုကျွန်တော်တို့ကဒီ PNG နေနဲ့ကျွန်တော်တောက်ယူမှာပေါ့နော်ပြီးကျွန်တော်ဒီ PNG ပေါ်တွေကကျွန်တော်ဒီကိုလုံးငန်းလုံးနေတဲ့ခါလေးမှာကျွန်တော်တောက်လို့ဆက်ပေးရပါတော့လုပ်ငန်းလုပ်တဲ့ခါလေးမှာကျွန်တော်တို့ဒီအထွေထူးလက်ချစရာမလိုဘူးเนาะအခုပြပေးမဲ့ website တွေကကျွန်တော်ဒီPNG ပုံတွေကလည်းပဲကျွန်တော်ဒီ high quality နေနဲ့ပေါ့เนาะ high quality နေဆိုတော့ကျွန်တော်ဒီပို့ပြီးတော့300ပြည့်ဟိုဒီ design ဆွဲတဲ့ခါမှာကျွန်တော်ဒီပေါ့เนาะဒီလုပ်ငန်းအတွက်လုပ်တဲ့ခါမှာကျွန်တော်လိုအပ်တဲ့ပုံလေးတွေပေါ့เนาะ PNG ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီထွေထူးလိုက်လုပ်စရာမလိုပေါ့เนาะโอเคဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်PNG website 9ခုကြောင်းကျွန်တော်ပြောတော့ပေးပါဦးနော်ဒီမှာကျွန်တော်ဒီ Google ကိုသွားလို့ပေါ့နော်ဒီမှာဒီစာရေးဒီ website နာမလေးကိုကျွန်တော်ဗီဒီယိုပေးမှလည်းရေးပေးထားပါတော့နော်ကျွန်တော်အန်တာခေါ်လိုက်မယ်ဒီမှာကျွန်တော်ဒီပေါ်တော့မှာပေါ့နော်ပေါ်တော့ website ကိုကျွန်တော်ဝယ်လိုက်မယ်ဒီ website လေးပေါ့နော်ဒီ website ထဲမှာကျွန်တော်ဒီမှာ PNG ပေါ့နော်PNG body ဖြစ်တဲ့ကျွန်တော်ကဒီလွယ်ကူကူနဲ့ကျွန်တော်ဒီမြင်မြင်ဆန်ဆန်တောလို့ရမှာပေါ့နော်ဒီထဲမှာကိုလိုအပ်တဲ့အားလေးကျွန်တော်လိုက်ပြီးတော့ယူလို့ရတယ်နော်ဒီအောက်မှာလည်းကျွန်တော်ဒီဆက်ပြီးတော့ကြည့်လို့ရတဲ့အောက်မှာအများကြီးရှိရပါတော့ဒီလိုကိုတိကျပေါ်လေးလိုချင်လို့ဒီ search မှာကျွန်တော်ဒီရိုက်ရှာပြီးတော့တောလို့ရရနော်ဒီကျွန်တော်ဥပမာဒီမှာတခုကျွန်တော်တောပြမယ်နော်ဒီ Facebook live ကိုကျွန်တော်တော့ပြမှာเนาะโอเคအဲ့တော့ဒီကောလေးနည်းလေးပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာ free တော့လို့ဆိုနေเนาะဒီမှာကျွန်တော်ဒီ2 resolution เนาะကျွန်တော် set ကလည်းကျွန်တော်ဒီhigh resolution လောက်ထိကိုတော့ရအောင်เนาะ high resolution ပေါ့เนาะโอเคဆိုတော့ကျွန်တော်ဒီမှာ download နိုင်မယ်ပြီးတော့ကျွန်တော်ဒီမှာ get let download ဆိုအောင်နိုင်မယ်ဒါဆိုရင်ဒီမှာတော့ရပြီเนาะโอเคအဲ့တော့ကျွန်တော်ဒီ PNG ဖြစ်မဖြစ်ကျွန်တော်ဒီPhotoshop ထဲမှာပြပြပေါ့နော်ကျွန်တော်ဒီAdobe Illustrator မှာပဲဖြစ်ကျွန်တော်ဒီတွားပြီးတော့စမ်းကြည့်လို့ရရနော်โอเคပေါ့နော်ဒီမှာအဲ့တော့ကျွန်တော် PNG ပေါ့နော်ဒါတော့ကျွန်တော်နောက်ခံမကြည့်ဘူးနော် PNG ပေါ့ဖြစ်တဲ့ကျွန်တော်ကဒီတူလိုက်လုံးနေစီအောင်လို့ပေါ့နော်ပေါ်လေးလိုက်ဖြတ်နေစီအောင်လို့ပေါ့နော်โอเคဆိုတော့ကျွန်တော်ဒီမှာနော်ဒါလည်းဒီမှာနောက်ခံရှိရနော်ကြော် PNG ပေါ့ရမှာဖြစ်ပါတယ်အေး website ထဲမှာကိုလိုတဲ့ဟာလေးကျွန်တော်တို့လိုက်ပြီးတော့ဒေါ်လိုက်ပေါ့နော်ကိုချိန်ရရဲ့လိုက်ပြီးတော့ဒီမှာတစ်ခုချင်းစီလိုက်ဒေါ်ပေါ့နော်โอเคနောက်ထပ် website တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာPNG key ဆိုပြီးတော့ရိုက်ချလိုက်မယ်နော်ပြီးဖြစ်ကျွန်တော်ဒီပေါ်ဆုံးမှာရှိရနော်ဒီ website လေးထဲကိုဝင်မယ်ဒီ website လေးပေါ့နော်အဲ့ဒါမှကျွန်တော်ဒီမှာသူကlayer နေနဲ့ကျွန်တော်ထားပေးထားတယ်ဒီမှာသူ့နေရာနဲ့တူပေါ့နော်ဒီမှာကျွန်တော်ဒီဘာတွေရှိမှကိုလိုတဲ့ဟာလေးဒီကနေနိုင်ပြီးတော့တွားပြီးတော့ရှာလို့ရရနော်ဒီအောက်မှာလည်းသူအများကြီးရှိရပါနော်ကိုကြိုက်တာလေးစာတောင်းယူရတာပေါ့နော်โอเคပုံမှန်နေဒီ website မှာကျွန်တော်တစ်ခုတောင်းပြမယ်အများကြီးရှိရနော်ဒီမှာလေးနဲ့ကျွန်တော်ဒီကောလေးတောင်းပြပါနော်โอเคဒီကောကြတော့ရောဒီမှာပေါ့နော်ဒီဒေါ်လို့နိုင်မယ်နေပြီးရှေ့သူကဒီမှာ full set က software ရနော်ဒီ full set ကပြီးမှဒီအောက်မှာ download PNG ဆိုပြီးတော့ပေါ်လာလိုက်မှာနော်ဝန်နိုင်လိုက်ပါအဲဆိုသူဒီမှာဝယ်ရပြီပေါ့နော်โอเคသူလည်းပဲကျွန်တော်တို့ဒီ PNG ဖြစ်ကျွန်တော်တွားပြီးတော့ Photoshop ထဲမှာထည့်ကြည့်မှာပေါ့နော်โอเคဒီလည်းပဲကျွန်တော်တို့ PNG ပေါ့နော်โอเค
တော့ကျွန်တော်ဒီwebsite မှာလည်းကျွန်တော်ဒီအများကြီးရှိအောင်နော်ကိုလိုတဲ့ဟာလေးကျွန်တော်တစ်ခုချင်းချိန်ပေးပြီးတော့လိုက်ရှာပြီးတော့တောင်းယူလိုက်ပါနော်အများကြီးရှိအောင်နော်โอเคဒီ website လေးရောဒီဥစ္စာကျွန်တော်ဒီနောက်ထပ် website တစ်ခုထပ်ပြီးတော့သွားမယ်နောက်တစ် website ကဒီ website လေးဒီ website ကိုကျွန်တော်ဒီမှာရရှာပြီးလို့ရှိရင်အတက်ခေါ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီပေါ်ဆုံးမှာပေါ့နော်အဲ့ဒီမှာကျွန်တော်အများကြီးရှိရတယ်ကိုကအတိကျပေါ်လို့ချီလို့ရှိရင်ဒီ start မှာကျွန်တော်တို့ရက်ရှာအောင်ပေါ့နော်ဒီမှာလည်းပဲကျွန်တော်အများကြီးရှိရနော်အခုစိတ်ပြီးတဲ့ဟာလေးပေါ့ကိုကြိုက်တာလေးကျွန်တော်ရှာတောက်ယူလို့ရတယ်နော်အဲ့ကျွန်တော်ဒီကောလေးတောက်ပြအောင်နော်ဒီအောက်မှာလည်းရှိပြီနော်အများကြီးဒီမှာကိုလည်းရှာကိုကြိုက်တာလေးတောက်ယူလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောကဒီမှာပေါ့နော်သူစိုက်ပေါ့နော်စိုက်ရတဲ့တော့နည်းနည်းစိုက်မဟုတ်ဘူးနော်ဒီစိုက်ကြီးတွေပဲဒါဒေါ်လောက်နိုင်မယ်သူမှလည်းကျွန်တော် full set ကစောပေါ်ရအောင်နော်ပြီးတော့ဒီအောက်မှာဒေါ်လောက်ပြောနိုင်မယ်ပြီးတော့ဒီမှာဝင်နေပေါ့နော်အဲ့တော့ဒီလည်းကျွန်တော်ဒီ Photoshop မှာတော့ပြီးတော့ထည့်ကြည့်ရအောင်နော်โอเคဒီလည်းပဲကျွန်တော်ဒီလိုကြည့်ပေါ့နော်ကျွန်တော်ဒီတွေ့လိုက်ဖြန်းနေစီရမျိုးပေါ့နော်ကျွန်တော်ကဒီလို website တွေကျွန်တော်ကအတူကြောက်လို့ရှိရကျွန်တော်ဒီလုပ်ငန်းလုပ်တဲ့ခါမှာကျွန်တော်ပို့ပြီးတော့စိတ်ကြည့်ရအောင်နော်ဟိုခြေလက်ပေါ်လေးဒီမှာအခုတော့ရှာပြီးဒေါ်လိုက်ရရင်ကျွန်တော်ကပြီးလို့ရှိရင်တန်းကောက်ထဲရောက်ပေါ့နော်လက်နောက်ပြီးကျွန်တော်ဒီလက်ဖြန်းနေစရာမျိုးပေါ့နော်ဒီမှာအများကြီးရှိရနော်ဒီမှာကိုလိုရဟာလေးကျွန်တော်လက်တော်တယ်ပေါ့နော်အများကြီးရှိတယ်ချိန်ပြီးရှိရဒီချာလေးဒေါ်လိုက်ပေါ့နော်ပြီးတော့ကြည့်တော့ဒီမှာနောက်ထပ် website ကိုထပ်သွားအောင်နော်နောက်ထပ် website လေးကကျွန်တော်ဒီကောလေးပေါ့နော်ဒီကောလေးကိုကျွန်တော်လက်လျှောက်လို့ရှိရင်အတာခေါ်လိုက်ပေါ့နော်ဒီလိုရှိဒီပေါ်စောဟာပေါ့နော်တော့ဒီ website နောက်မှာဒီ website နောက်မှာဒီပေါ်မှာဒီနေရာမှာပေါ့နော်ဒီစာအုပ်မရှိနေတော့ဒီမှာကိုရိုက်ချလိုက်တဲ့နာမည်နဲ့ဒီ website ကကျွန်တော်ဒီမှာကြည့်ရမှာနော်โอเคဒီ website လေးပါဒီမှာကြောဒီမှာလည်းကြော်လေးအများကြီးရှိအောင်နော် page ပေါ်လေးshare ပါနော်ဒီမှာလေးကျွန်တော်ဘက်မှာဒီခေါ်လေးကျွန်တော်တောက်လိုက်မယ်ဒီသူအောက်မှာကျွန်တော် print အနေနဲ့လုပ်ပေးထားတယ်အများကြီးရှိရင်ဒီမှာကျွန်တော်30ကျော်လို့ရှိသေးရနော်ကိုကြိုက်ရလေးဝယ်ရှာလို့ရတယ်နော်ခေါ်လေးအများကြီးရှိတယ်ဒီကျွန်တော်ဒီခေါ်လေးတစ်လုံးတောက်လိုက်မယ်နော်သူ့ site ကလည်းကျွန်တော်ဒီမှာကြည့်ပါနော်ဒီ site မှာကိုကျွန်တော်တို့က connect ကောင်းနေပေါ့နော်ဒီသူ့မှာကြော်ဒီမှာ download page file ဆိုနိုင်မယ်ဒါဆိုသူဒီမှာဝယ်ပေါ့နော်ဒီကောင်ကြော်တော့တောက်ရလွယ်တယ်သူလည်းပဲကျွန်တော်ထပ်ပြီးတော့Photoshop ထဲမှာတွားကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ website လေးကဒီ website လေးဒီဆိုရင်ကျွန်တော်တို့နောက်ထပ် website တစ်ခုထပ်ပြီးတော့သွားမယ်နော်နောက်ဆုံး website လေးကကျွန်တော်ဒီမှာ png ဆိုတဲ့ website လေးပေါ့နော်အဲဒီကောင်လေးကကျွန်တော်ဒီပေါ်ရောက်မှရှိမှပြပါတယ်ဒီကောင်လေးကိုကျွန်တော်တို့ဝယ်လိုက်မယ်နော်ဒီထဲမှာလည်းကျွန်တော်တို့အများကြီးရှိပါတယ်ကိုလူချေကိုလုပ်ငန်းနဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်ဒီမှာရှာပြီးတော့တောက်ယူလို့ရတယ်နော်တော့ပြီးရှိကျွန်တော်ဒီ design ဆွဲတဲ့နေရာတွေမှာတောက်လို့ကောင်းတယ်ပေါ့နော်အဲ့ဒီထက်မှကကျွန်တော်ပါလေးတောက်ရမယ်ဆိုတော့ဒီအဲ့လေးတစ်လုံးတောက်လိုက်နော်ဒါတော့ကျညာပေါ့နော်ဒါဖွဲ့ရမယ်ဒီကောင်ကြတော့သူကဒေါ်လာဒီမှာပေါ့နော်ဒီကဒေါ်လာလေးလိုက်ပြီးတော့မကြည့်နဲ့နော်ဒီမှာသူပေးထားတဲ့ဒေါ်လာဒီမှာနော်ဒီကောင်လေးကကျွန်တော်ကျွညာလေးပါဒီကောင်လေးပါကျွန်တော်ဒီဒေါ်လာဆိုတော့နဲတယ်မယ်
ပြောရတူကဒီမှာကျွန်တော်တို့ဒီကော်လေးပေါ့နော်ဒီကော်လေးကျွန်တော်တို့အမှတ်စစ်ပေးလို့ရှိရင်ကျွန်တော်ဒါတော့ကျွန်တော်ဒီနေ့နဲ့ထပ်ထားဖို့ဒီနေ့နဲ့ထပ်ထားလို့ပေါ့နော်ဒါမဆီရုံးကဆိုရင်ဒီမှတ်ချက်ပြလိုက်တာနဲ့သူကဒီမှာသူရွေးခဲတဲ့ပေါ်လေးရှိအောင်နော်အဲ့ဒီပေါ်လေးမှတော့ယူပေးမှာတော်တော်ပေါ်သွားလို့ဒီတော်တော်လောက်ရအောင်နော်โอเคတော့တော့မှာတော့ကြည့်နေโอเคနော်နော်အဲ့တော့မင်းတို့ဒီဝက်ဆက်လေးငေါ့ခုမှာမင်းတို့လုပ်ချတဲ့ဒီပေါ်လေးကိုနော်ကျွန်တော်ဆက်ကြိတ်တော့ယူရအောင်ဖြစ်ပါတယ်တော့ဒီလုပ်ငန်းလုံးတော့ဒီဇိုင်းဆွဲတာတွေမှာကျွန်တော်လုပ်ငန်းလုံးတဲ့နေရာတွေမှာကျွန်တော်ဒီတော့ပို့ပြီးတော့ဆက်ပေးတာပေါ့နော်โอเคဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကမဆိုပဲကြိုးရှိမယ်ဆိုရဲချမ်းမဆိုရဲပြန်လည်မြောက်ပို့တော့ဆိုရတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးနေထားပြီးတော့ပွင့်လန်းက follow နေထားပြပါနော်โอเคဆိုတော့အားလုံးကျေးဇူးတင်ပါတယ်